ရွာတရာမှာတရားလို့ခေါ်တဲ့တန်ငါတဲ့တယောက်ဟာပင်လယ်ကမ်းစပ်မှာထိုင်ပြီးတော့ငါးဖမ်းနေပါတယ်။ဖျားသခင်ကျွန်တော်ရဲ့စင်ရံမွဲတွေမှုတွေဘယ်တော့မှပြပြောင်းမှလဲ။တခါတလေလောက်တော့ကျွန်တော်ပိုက်ကွန်နဲ့ငါမိပေးပါအောင်။ရုတ်တရက်ပိုက်ကွန်ထဲမှာတခုခုလေးလံနေတယ်လို့ခံစားလိုက်ရပါတယ်။ပိုက်ကွန်ထဲမှာငါးကြီးကြီးတကောင်မိနေပြီထင်တယ်။ခုပဲဆွဲတင်လိုက်မယ်။သူပိုက်ကွန်ကိုဆွဲတင်လိုက်တဲ့အခါလှပတဲ့ရွှေရောင်ရေသူမလေးကိုမြင်လိုက်ရပါတယ်။ဒါကရေသူမလေးတကောင်ပဲ။ကျမကိုလှုပ်ပေးပါ။ကျမကိုမဖမ်းပါနဲ့။တရားကသူ့ကိုလောဘတက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်။ကျမရှင်ကိုလက်အုပ်ချပြီးတောင်းပန်ပါတယ်။ကျမရဲ့ကဘာဖြစ်တဲ့ပင်လယ်ပြည်ကိုပြန်ပြရစီ။မင်းကိုဘယ်မှမသွားခိုင်းဘူး။အကူအဆပြီးမင်းငါ့အနားမှာပဲနေရမယ်။ရေသူမလေးရဲ့မျက်ရည်တွေစီးကျလာပြီးတော့ပလဲလုံးတွေဖြစ်သွားပါတယ်။မင်းရဲ့မျက်ရည်တွေကပလဲတွေဖြစ်ပြီးကျလာတာပဲ။မင်းကငါလှုပ်မပေးနိုင်ဘူး။သူကရေသူမလေးကိုသူ့အိမ်ကိုခေါ်လာခဲ့ပါတယ်။ပြောစမ်းပါအောင်မင်းနာမည်ဘာလဲ။ကျမကပင်လယ်အင်ပါယာရဲ့ဘယင်မမေပလဲပါ။မင်းဟာပင်လယ်ပြည်ရဲ့ဘယင်မပေါ့။မင်းငါ့ကိုလက်ထပ်ပြီးငါအနားမှာပဲအမြဲနေရမယ်။ကျမရှင်ကိုလက်မထပ်နိုင်ဘူး။မင်းပဲငါတောင်းသမျှပေးမယ်လို့ပြောခဲ့တာလေ။ရှင်ကကျမကိုလှုပ်ပေးခင်ဖြည့်ဆည်းပေးမိမှာပါ။အခုရှင်ကိုဘာမှမပေးနိုင်ဘူး။တနေ့တော့မင်းလက်ထပ်ဖို့သဘောတူလာမှာပါ။သူကရေသူမလေးမေပလဲရဲ့တောင်ပန်တွေကိုနာကြံလောက်ပါတော့တယ်။အဲ့ဒါမှသူ့ငိုမှမှုတ်လို့ပါ။ရှင်ဘာလုပ်နေရလဲ။ကျမတောင်ပန်တွေကိုဘာလို့နာကြံလုပ်နေရလဲ။ငါပလဲတွေအများကြီးလိုချင်လို့ပေါ့။ရေသူမလေးဟာငိုကြွေးရှာပါတော့တယ်။သူ့ရဲ့မျက်ရည်တွေဟာဖြူဖွေးတဲ့ပလဲလုံးတွေဖြစ်ပြောင်းလဲသွားတယ်။သူကပလဲတွေကိုယူပြီးထွက်သွားပါတယ်။ရေသူမလေးကတော့နောက်ကနေတယောက်တည်းငိုကြံခဲ့ပါတယ်။နေရက်တွေကုန်လွန်သွားပြီးတရားဟာနေတာရေသူမလေးကိုနာကျင်အောင်လှုပ်ပြီးပလဲတွေကိုရှာယူခဲ့ပါတယ်။တရက်မှာတော့မေပလဲကတက်တိမွေးပြီးပြောလိုက်ပါတယ်။တေဟာမင်းအလိုရှိတဲ့လောက်ပလဲတွေကိုမင်းယူပြီးပြီပဲ။ငါကဘာစီကိုပြန်မရစီ။ငါမှပလဲတွေအများကြီးလိုသေးရဲ့။မင်းကငါ့ကိုလည်းလက်ထက်ရအောင်ပါလေ။ငါမင်းကိုလက်ထပ်ဖို့နေတတ်တာ။မုန်းတော်မုန်းသေးရဲ့။ငါရဲ့နောက်ဆုံးထွက်သက်တီမုန်းနေမှာ။သူဒီလိုပြောနေတော့မှပဲ။တရားကသူ့ကိုနာကြအောင်လှုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာတရားရဲ့အိမ်သားကနေသူ့တငယ်ချင်းဝေယံဖြတ်သွားရင်ငိုနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒီအတန်ကတရားရဲ့အိမ်ကနေလာနေရပဲ။တရားရောက်ဒုက္ခရောက်နေပုံရတယ်။အခုပဲသွားကြည့်ရမယ်။ဝေယံကချက်ချင်းပဲတရားရဲ့အိမ်ပရင်းပေါက်ကနေချောင်းကြည့်လိုက်ပါတယ်။ဒါကရေသူမလေးတကောင်ပဲ။ငါတခုခုတော့လုပ်ရမယ်။ဝေယံကအစီအစဉ်တခုခုဆွဲနိုင်ဖို့အဲ့ဒီနေရာကနေထွက်သွားပါတယ်။အဲ့ဒီချိန်မှာကောင်းထက်လို့ခေါ်တဲ့လောဘကြီးရဲ့လူတစ်ယောက်ကအိမ်ပရင်းပေါက်ကနေချောင်းကြည့်ပြီးအားလုံးကိုမြင်သွားပါတယ်။သူ့စီမှာပလဲတွေပေးတယ်။ရွှေရောင်ရေသူမလေးရှိနေရပဲ။ငါရဲ့အပေါင်းဖော်တွေကိုခေါ်ရမယ်။ရေသူမလေးမေပလဲကဒေါသနဲ့ဝမ်းနည်းမှုတွေကြားကနေတရားကိုပြောတယ်။တိဟငါမင်းကိုမုန်းတယ်။တနေ့ကျရင်မင်းလည်းငါလိုပဲနာကျင်ခံစားပြီးငိုရလိမ့်မယ်။သူဒီလောက်ဝမ်းနည်းနေတာမြင်တော့တရားရဲ့မျက်လုံးထဲမှာလည်းမျက်ရည်တွေဝဲလာတယ်။သူကအဲ့ဒီနေရာကနေထွက်သွားပါတယ်။တခြားတစ်ဖက်မှာတော့ကောင်းထက်ကသူ့ရဲ့လောဘကြီးရဲ့တငယ်ချင်း၃ယောက်ဖြစ်တဲ့တထေးတကြီးနဲ့မြေပိုင်ရှင်တို့စီသွားပြီးအကြောင်းစုံကိုပြောပြပါတယ်။ငါတို့ကူးချက်ချင်းပဲအဲ့ဒီတီဟာရဲ့အိမ်ကနေရေသူမကိုခိုးယူပြီးဘယ်သူမှမသိနိုင်တဲ့နေရာမှာပိတ်လောင်ထားမယ်။ဝေယံကသူတို့ရဲ့စကားတွေကိုကြားပြီးစိတ်ပူသွားတယ်။ငါကူးချက်ချင်းပဲဒီเจ้าကိုတရားကိုတွားပြောရမယ်။ဝေယံကချက်ချင်းပဲအဲ့ဒီနေရာကနေထွက်သွားပါတယ်။အဲ့ဒီချိန်မှာအဲ့ဒီလူတွေကလည်းတီဟာရဲ့အိမ်ကိုချက်ချင်းသွားကြပါတယ်။ဒီရေသူမကငိုရင်းနဲ့အိပ်ပျော်သွားပြီ။ဒါအခွင့်ကောင်းပဲ။အရင်ဆုံးဘသူမှငါတို့မတင်ကာမဖြစ်အောင်ဒီဆောင်နဲ့ပတ်လိုက်အောင်အဲ့နောက်သူတို့၄ယောက်ဟာရေသူမလေးကိုဆောင်နဲ့ပတ်လိုက်ကြပါတယ်။မမိုက်တဲ့နေရာတစ်ခုစီခေါ်ဆောင်သွားပြီးအဲ့ဒီမှာပိတ်လောင်ထားလိုက်ပါတယ်။မင်းတို့ကဘသူတွေလဲ။ငါတို့ပလဲပဲလိုချင်တယ်။ပလဲမြန်ထုတ်စမ်း။ကျမကိုလှုပ်ပေးပါ။ကျမကိုသွားခွင့်ပြုပါ။အဲ့နောက်သူတို့အားလုံးစုပေါင်းပြီးနှုတ်နေတဲ့တောင်ပန်တွေကိုရိုက်နေကြတယ်။သူ့ရဲ့ပါးပြင်ပေါ်ကနေတန်မိုးကြီးရဲ့ပလဲတွေကြွေကြလာတယ်။ကဲအခုဓားတွေကိုအချင်းချင်းခွဲဝေယူကြစို့။ကျမရဲ့ဒီတောင်ပန်တွေကိုထပ်ပြီးနာကြမလုပ်ပါနဲ့။ကျမမင်းတို့တောင်းပန်ပါတယ်။ငါတို့ချမ်းသာမချင်းမင်းကိုလှုပ်မပေးနိုင်ဘူး။တီးဟာသူ့အိမ်ကိုပြန်ရောက်တဲ့အခါရေသူမလေးသူ့ဘယ်ရောက်သွားတာလဲ။ငါသူ့ကိုဒီမှာပဲပိတ်ထားတာလေ။
အိမ်နောက်သူကအယူတယောက်လိုလိုက်ရှာတယ်သူအရှုံးပေးလိုက်ရပြီသူကရွာလေကောင်ကမြေပြင်ပေါ်မှာထိုင်ပြီးတော့ငိုပါတော့တယ်ကျွန်တော်ရဲ့လောဘကြောင့်အပြည့်မဲ့သူကိုနာကျင်မှုတွေအများကြီးပေးခဲ့မိရဲ့အခုတော့သူဒုက္ခတစ်ခုခုနဲ့ရင်ဆိုင်နေရပြီဖရာသခင်ကျွန်တော်အခွင့်အရေးတစ်ချိန်လောက်ပဲပေးပါအောင်ကျွန်တော်သူ့ကိုကဲတင်ချင်ပါတယ်အဲ့ဒီချိန်မှာပဲဆရာတော်ကြီးတစ်ပါးကြွလာပြီငါသားမင်းဘာလို့ဒီလိုထိုင်ငိုနေရတာလဲသူကငိုယိုပြီးအကြောင်းစုံကိုရှောက်ထားတယ်ဒါကိုကြားတော့ဆရာတော်ကြီးကငါသားမင်းရမကောင်းမှုတွေမကပဲပြစ်မှုတစ်ခုကိုပါကျူးလွန်ခဲ့တာမင်းအခုခံစားနေရတဲ့နာကျင်မှုကပဲမင်းရဲ့ကံကြမ္မာပဲကျွန်တော်ကို့အမားကိုသိပါပြီဘာလို့ရမလဲဖေ။ဆရာတော်ကြီးကအဲ့ဒီနေရာကနေကြွသွားတယ်။အဲ့ဒီချိန်မှာတီဟာရဲ့တငယ်ချင်းဝေယံရောက်လာပါတယ်။တီဟာမင်းဘာလို့ငိုနေရလဲ။ဘာဖြစ်လို့လဲ။တီဟာကသူ့ကိုအကြောင်းစုံပြောပြတယ်။အဲ့ဒီရေသူမလေးဗမာရှိတယ်ဆိုငါသိရဲ့။ကောင်းထက်နဲ့သူ့ပေါင်းဖော်တွေဟာရေသူမလေးကိုလျှို့ဝှက်နေရတခုစီခေါ်သွားကြတာ။ခုထဲမှာတော့လောဘကြီးရဲ့လူတွေဟာရေသူမလေးမြေပလဲစီကနေပလဲတွေအလုံးကိုယူပြီးသွားပါပြီ။အဲ့နောက်သူ့ကိုအမောင်ထဲမှာပိတ်လောင်လိုက်ကြတယ်။တီယာကလိုက်ရှာရင်းနဲ့ဂူအောင်တစ်ခုနာကိုရောက်သွားတယ်။ရှာစရာဒီကိုတစ်ခုပဲကျန်တော့တယ်။သူတို့ဒီမှာရှိနေနိုင်မလား။တီယာကူနာကိုရောက်တာနဲ့အထဲကနေငိုနေတန်ကိုကြားလိုက်ရတယ်။ဒါကရေသူမလေးမေပလဲရဲ့ငိုတန်ပဲ။သူကကူထဲကိုဝင်သွားတယ်။အဲ့ဒီမှာကောင်းတဲ့နဲ့သူ့အပေါင်းဖော်တွေကပလဲပုံကြီးကိုကြည်ပြီးပျော်နေကြတယ်။ငါတို့ဒီပလဲတွေကိုခွဲဝေယူကြမယ်။ပြီးတော့တညနေနဲ့ချမ်းသာသွားကြမယ်။သူတို့ပလဲတွေကိုခွဲတော့မဲ့အချိန်မှာပဲရုတ်တရက်တရားကအရှိကိုရောက်လာတယ်။ငါရဲ့ရေသူမလေးမိပလဲကိုချက်ချင်းလွတ်ပေးလိုက်။သူတယောက်တည်းလာတာကိုမြင်တော့အဲ့လူ၄ယောက်လုံးစုပေါင်းပြီးတရားကိုရက်ဆက်ဆဲဝိုင်းရိုက်ကြတယ်။ပြီးတော့သူ့ကိုတေလူမျောပါအချင်းနေနဲ့ဂူပြင်ဘက်ကိုလွှင့်ပြလိုက်ကြတယ်။မိပလဲကဒီနာကျင်မှုကိုကျွန်တော်ကြောင့်ခံစားနေရတာ။အခုကျွန်တော်အသက်ပဲတည်တည်ကျွန်တော်သူ့ကိုလွတ်မြောက်လုပ်ပေးမယ်။သူကကြောက်တုံးကြီးတစ်ခုရဲ့နောက်ွယ်မှာပုံကွယ်ပြီးတော့ညမိုးချုံမဲ့အချိန်ကိုစောင့်ဆိုင်နေရဲ့ခဏကြာမှာတော့လူ၄ယောက်လုံးကိုပြင်ပကိုထွက်လာပြီးအိမ်ပြန်သွားကြတယ်ညမောင်မိုက်တဲ့အချိန်မှာတီယာကကိုထဲကိုရောက်သွားတယ်မေပလဲငါမင်းကိုကယ်ဖို့လာတာရေသူမလေးမေပလဲဟာနာကျင်လွန်းလို့တတိမေမျောနေခဲ့တယ်တီယာကသူ့ကိုသူ့ရဲ့ရှင်ခွေမှာပွေ့ချပြီးပလဲကန်းဆက်ကိုခေါ်ဆောင်သွားတယ်အေးမြတဲ့လေငင်းတွေကြောင့်ရေသူမလေးကတတိရလာတယ်မေပလဲငါမင်းကိုလွတ်ပေးလိုက်ပြီအခုမင်းလုံခြုံသွားပါပြီတိဟမင်းရဲ့လောဘတွေငါ့ကိုထပ်ပေးလိုက်ရှာလာပြန်တာလားမင်းရဲ့မျက်လုံးတွေကိုဖွင့်ပြီးကြည့်လိုက်ပါအောင်မင်းဘက်မှာလဲဆိုတာမင်းကငါရဲ့ပင်လေးကိုပြပြီးငါ့ကိုနာကျင်အောင်လုပ်ချင်တာမလားငါမင်းကိုနာကျင်အောင်လုပ်ဖို့မဟုတ်ဘူးလွတ်ပေးဖို့အတွက်ဒီနေရာတိခေါ်လာတာသွားပါပျော်ရွှင်စွာနေပါတော့တရားရဲ့အတန်တွေကစစ်မှန်မှုနဲ့နာကျင်မှုကိုမြင်ရတော့မိပလဲတယောက်အံ့ဩသွားတယ်မနေ့ကထိငါရဲ့ပလဲတွေအတွင်းငါ့ကိုနာကြောင်လုတ်ခဲ့သူဟာဒီနေ့ကျတော့ငါ့ကိုဘာလို့လှုပ်ပေးနေရလဲငါမင်းကိုပိုင်ဆိုင်ခြင်းခဲ့တယ်အခုငါမင်းကိုထပ်ပြီးဝမ်းနေမှုတွေမပေးနိုင်တော့ဘူးဒါကိုပြောရင်နဲ့တင်းရရှိုက်ကြီးတငယ်ငိုပါတော့တယ်သူ့ကိုဒီလိုငိုနေတာမြင်တော့ရေသူမလေးမိပလဲရဲ့နှလုံးသားကပျော့ပြောင်းသွားတယ်တင်းဟာမင်းဘာလို့ငိုနေရလဲသူတခုခုထပ်မပြောနိုင်ခင်မှာတရားကကန်ဆက်ကနေပင်လေလှိုင်းလုံးတွေစီကိုတွန့်ပြက်လိုက်တယ်။ပြီးတော့အော်ပြောလိုက်တယ်။ငါဘွားရဲကနေဝေးဝေးကိုတွားလိုက်ပါတော့။ငါမင်းပေါ်အရန်မှားခဲ့မိရဲ့။ဒါပေမဲ့ငါအခုမင်းကိုလှုပ်ပေးလိုက်ပြီ။သူကငိုယိုရင်းအဲ့ညကနေထွက်သွားတယ်။အိမ်ကိုရောက်တဲ့အခါသူ့ရှိုက်ကြီးတငယ်ငိုပါတော့တယ်။တခြားတစ်ဖက်မှာတော့မေပလဲဟာပင်လေနိုင်ငံတော်ကိုရောက်ရှိသွားပြီ။ဒါပေမဲ့သူတခုခုထိုးစမ်းတယ်လို့ခံစားနေရတယ်။ဒါငါဘာဖြစ်နေရလဲငါတော့လွတ်မြောက်သွားပြီအဲ့ဒီလောဘကြီးရဲ့လူသားရုတ်တရက်ဘယ်လိုလုပ်ဒီလောက်တောင်ပြောင်းလဲသွားတာလဲဘာလို့ငါနှလုံးသားသူ့နားမှာပဲကြံ့ရစ်ခဲ့ရလဲအဲ့ဒီအချိန်မှာပဲငယ်တငယ်ချင်းဖြစ်တဲ့ရွှေသူကသူ့နားကိုရောက်လာတယ်ဘာဖြစ်လို့လဲမေးပလဲမင်းဘာလို့မပြောရှင်သေးရလဲငါနှလုံးသားဒီမှာမပြောတော့ဘူးမင်းသိရမလားရေသူမတကောင်ကလူသားတယောက်ကိုချစ်မိသွားရင်သူ့ရဲ့ရေသူမအသွင်တံကိုအမြဲတမ်းအတွေ့စွန့်လို့ရနိုင်နေဆိုတာငါသိပါတယ်ငါရဲ့စန္ဒအလျောက်တော့ဒီနေ့နမိတ်ကိုငါကြော်ဖြတ်လို့မရဘူးတရားကိုယ်တိုင်ငါ့ကိုလာမခေါ်မချင်းငါအပြင်ကိုသွားလို့မရဘူးဒီဘက်ရွာမှာတော့တရားက
သူ့တငယ်ချင်းဝေရန်နဲ့တူဝမ်းနေစွာနဲ့ထိုင်နေရဲ့ငါညီတရားအဲ့ဒီရေသူမမင်းနားမှာရှိတုန်းကတော့မင်းတို့တမိုးမထားခဲ့ဘူးပြီးတော့သွားခွင့်ပြုတဲ့အချိန်ကျတော့မင်းသူ့စီကဘာစိုးလက်မှမတောင်းခဲ့ဘူးမင်းကထူးဆန်းတဲ့အယူပဲငါရွှေငွေဒါတွေအားလုံးမလိုချင်ဘူးငါကတော့အဲ့ဒီအပြစ်မဲ့သူရဲ့မျက်နှာကိုပဲသတိရနေတာမင်းမေပလဲကိုတကယ်စစ်မှန်စွာချစ်မိသွားပြီဆိုတာငါယုံကြည်သွားပြီဟုတ်တယ်ဝေရန်ငါသူ့ကိုစစ်မှန်စွာချစ်မိသွားပြီတခြားတစ်ဖက်ပင်လယ်အောက်ခြေမှာတော့မေပလဲကဝမ်းနေစွာထိုင်နေရဲ့တိဟမင်းဘယ်တော့လာမှာလဲအခုငါမျက်လုံးတွေကပလဲတွေတွေးကြနေရဲ့မင်းဒီပလဲတွေကိုအရန်သဘောကျခဲ့ရမလားတခြားတစ်ဖက်မှာတော့ဝမ်းနေစွာထိုင်နေတဲ့တိဟစီကိုအဲ့ဒီဆရာတော်ကြီးကဒုတိယအကြိမ်ပြန်ကြွလာတယ်ဘာဖြစ်လို့လဲငါသားမင်းဘာလို့ဒီလောက်ဝမ်းနေစွာထိုင်နေရလဲဆရာတော်ကြီးပြောတာမှန်ပါတယ်ဗျာကျွန်တော်ကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့အကျိုးဆက်ကိုကျွန်တော်ခံစားရမှာပဲငါသားမင်းရဲ့စိတ်ဓာတ်ကပြည့်ပြည့်စုံသွားပါပြီအခုမင်းသူ့စီကိုသွားတင်ပါပြီသူကျွန်တော်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးငါသားဒီနေ့ပင်လယ်ထဲမှာငမန်ဘလူကြီးတကောင်ပေါ်လာလိမ့်မယ်အဲ့ဒါရေသူမတွေအတွက်အသက်အန္တရာယ်ပဲမင်းအဲ့ဒီကိုသွားပြီးအားလုံးကိုကယ်တင်နိုင်ပါတယ်ကျွန်တော်သူ့ကိုကယ်တင်မှုအတွက်ဘာမဆိုလုပ်ပါမယ်တရားကချက်ချင်းပဲပင်လယ်စီကိုပြေးသွားပြီးအော့ခေါ်လိုက်တယ်ငါ့ကိုပင်လယ်ထဲခွန်နိုင်မဲ့သူရှိလားအဲ့ဒီချိန်မှာရေသူမတကောင်ပေါ်လာပြီးတရားကိုပင်လယ်ရဲ့အောက်ခြေထဲကိုခေါ်သွားတယ်ညရောက်တော့ငမန်းဘလူကြီးပေါ်လာတယ်အခုငါတို့အားလုံးရဲ့အသက်အန္တရာယ်ရှိနေပြီငမန်းဘလူကြီးကမေပလဲကိုတိုက်ခိုက်တော့မဲ့အချိန်မှာတရားကအဲ့နေရာကိုကကွယ်ပေးလိုက်တယ်မင်းဒီပင်လယ်နိုင်ငံတော့ဖျက်ဆီးလို့မရဘူးဒါကိုမလုပ်ခင်မင်းငါနဲ့အရင်ပြန်ရမယ်မင်းငါ့ကိုမကြောက်ဘူးလားငါမင်းကိုနည်းနည်းလေးမှမကြောက်ဘူးတရားကငမန်းဘလူကြီးကိုစိန်ခေါ်လိုက်တာနဲ့အဲ့ဒီကြီးမားတဲ့ငါကြီးဟာတရားကိုမျိုးချလိုက်တော့တယ်မဟုတ်ဘူးတီဟာငါဘလူကြီးသူ့လွတ်ပေးပါအဲ့ဒီချိန်မှာပဲရုတ်တရက်ငါဘလူကြီးကသူ့ရဲ့ပါဇက်ကိုဖွင့်ပြီးတရားကိုအပြင်ကိုပြန်ထုတ်ပေးလိုက်ပါတယ်ငါအသက်ရှင်နေသေးရပဲငါဒါရီအားလုံးကိုမင်းကိုစမ်းသပ်ဖို့တပည့်လှုပ်ခဲ့တာပါမင်းကတကယ်ကိုတတိရှိရဲ့လူသားတစ်ယောက်ပဲငါကြီးကအဲ့ဒီနေရာကနေထွက်သွားပြီးတန်းပြည်ငြိမ်ချမ်းသွားပါတော့တယ်တီဟာရှင်တကယ်ပဲဒီကိုရောက်လာတာလားဟုတ်တယ်မိပလဲငါမင်းကိုအရန်ချစ်မိသွားပြီငါမင်းမရှိပဲတစ်စက္ကန့်လေးတောင်မရှင်သန်နိုင်တော့ဘူးတီဟာရှင့်ကိုမုန်းဖို့အရန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ငါလည်းမင်းကိုချစ်မိသွားခဲ့တယ်ရှင့်ကိုစောင့်နေခဲ့ရပါဒါဆိုအခုမင်းငါနဲ့တူတူလိုက်ခဲ့မှာမလားရှင်နဲ့တူတူလိုက်ခဲ့ပါမယ်မိပလဲနေရတာမန်လူသားတစ်ယောက်ဖြစ်သွားလိမ့်မယ်ပြီးတော့မော့အစွမ်းနေအမြဲတမ်းတွေပျောက်ကွယ်သွားလိမ့်မယ်ငါသိပါတယ်သူတို့ရေနာကိုရောက်တာနဲ့တရားကအရင်ဆုံးအပြင်ကိုထွက်တယ်တရားကသူ့လက်ကိုကင်ပြီးရေထဲကနေအပြင်ကိုဆွဲတင်လိုက်တာနဲ့မေပလဲရဲ့ရွှေရောင်အမိကြီးကပျောက်ကွယ်သွားတယ်ပြီးတော့သူကတာမန်လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားပါတယ်ဟာဒါဘာဖြစ်တာလဲမင်းရဲ့ရေသူမမဟုတ်ဘူးလားမေပလဲမင်းလူသားဘလို့ဖြစ်သွားတာလဲရှင်ရေသူမနန္ဒာရဲ့စကားကိုတေချာနားမထောင်ခဲ့ဘူးတဲ့နဲ့ကျမလူသားတစ်ယောက်ကိုငါရဲ့ဘဝအဖော်ပြေရွေးချယ်လိုက်ပြီးဒါကြောင့်အခုကျမရဲ့အစွမ်းနေအလုံးပျောက်ဆုံးသွားပြီပြီးတော့အခုကျမတာမန်လူသားတစ်ယောက်ဖြစ်သွားပြီပင်လယ်ပြည်ကိုလည်းအမြဲတမ်းအတွက်နှုတ်ဆက်လိုက်ပြီဆိုလိုတာကအခုမင်းလည်းငါလိုပဲတာမန်လူသားတစ်ယောက်ဖြစ်သွားပြီပေါ့ဟုတ်တယ်တီဟာအခုငါဘရောမှရေသူမပြန်မဖြစ်နိုင်တော့ဘူးဒါပေမဲ့မိန်းကလေးတစ်ခုတော့ပေးရမယ်မင်းလူသားတွေကိုတင် जा ပေးရမယ်ငါးတွေနဲ့ရင်းနှီးတတဝါတွေမှာလည်းအသက်ရှိရဲဆိုတာမင်းအမြဲတမ်းသူတို့ကိုကာကွယ်ပေးရမယ်ဟုတ်တယ်မေပလဲငါဂတိပေးပါတယ်ငါရင်ကလှုပ်ခဲ့တာမျိုးအခုဘရောမှပြန်မလုပ်ဘူးဘသူ့ကိုမှလည်းအဲ့လိုအလုံးမခံဘူးဒါပေမဲ့မေပလဲမင်းငါလိုလူသားတစ်ယောက်တွေဒီလောက်ကြီးမားတဲ့ဆွတ်လွတ်မှုကိုဘာလို့လုပ်ခဲ့ရတာလဲဘာဖြစ်လို့လဲဆိုတော့တိဟစစ်မှန်တဲ့အချရာဆွတ်လွတ်အနစ်နာခံမှုလိုအပ်တယ်ပြီးတော့ရှင့်ကိုကျမစစ်မှန်စွာချစ်တယ်မင်းကငါမျက်ရည်ရဲ့စစ်မှန်တဲ့ပလဲလုံးလေးတွေလိုပဲပြီးတော့ငါဒီရဲ့ပိုင်းတွေမှာမင်းမရှိဘဲနေထိုင်ရင်သိလိုက်ရတယ်ငါမင်းမရှိဘဲမနေနိုင်ဘူးဆိုတာမင်းငါအတွက်ဒီလောက်ကြီးမားတဲ့ဆွတ်လွတ်မှုကိုလှုပ်ခဲ့ရပဲငါဂတိပေးပါတယ်မင်းရဲ့ဘဝတစ်လျှောက်လုံးမင်းရဲ့မျက်လုံးထဲကနေမျက်ရည်တစ်စမမကျစေရဘူးလို့ပြီးတော့အခုငါတို့စကားပြောနိုင်တဲ့ဒီတရဝါတွေကိုတူတူကာကွယ်ကြမယ်ဒီကလေးစကားရဲ့အရေးအောင်မှာသူတို့နှစ်ယောက်လုံး
အမြဲတမ်းအတွက်တယောက်နဲ့တယောက်ပိုင်ဆိုင်သွားကြပြီးပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားကြပါတော့တယ်။အဝေးကပင်လယ်လိုင်းလုံးတွေကြားတဲ့ကနေသူမတငယ်ချင်းရေသူမလေးရာသူတို့ကိုကြည့်ပြီးပြုံးနေခဲ့ပါတယ်။လိုင်းတွေတဖန်ပြန်ထားလာပါတယ်။လေထဲမှာကျုံလေးရာတက္ကနာမြပြန်ပေါ်လာခဲ့တယ်။ပင်လယ်ကမ်းစပ်မှာတရှိရဲ့ရွာငယ်လေးမှာတော့မနက်ခင်ကလှိုင်းတန်တွေနဲ့စတင်လေးရှိပါတယ်။လူရီယာပိုက်ကွန်လေးယူပြီးထွက်သွားကြပြီးညနေဆိုရင်ပြန်လာကြပါတယ်။ဒါပေမဲ့ဟိန်းတက်ကတော့နေတိုင်းကမ်းစပ်မှာထိုင်နေလေးရှိပါတယ်။တခုခုကိုစဉ်းစားနေရင်ပေါ့။ဟေးဟိန်းတက်ဒီနေ့လည်းလှင်မထွက်သေးဘူးလား။ကျန်တဲ့သူတွေတော့ပင်လယ်ထဲမှာကုန်ပြီ။စိတ်မပေါအောင်မင်းအောင်လိုင်းတွေကငြိမ်းနေတယ်လို့ပဲပင်လယ်ကြီးတိတ်ဆိတ်နေရင်ထွက်ရတာအလက်ကားပဲမင်းရလေနေတိုင်းလိုင်းတွေကြောင့်ပဲပြောနေတော့ပဲငါဆိုတာလိုင်းကြောင့်ရတာမဟုတ်ဘူးဖိုက်ကွန်ကြောင့်ရတာကွာမင်းနားမလဲပါဘူးပင်လယ်ကြီးတိတ်ဆိတ်နေရင်တော့အများကြီးပြောပြနေတာနားထောင်တတ်တဲ့အသိဉာဏ်ပဲလိုတာပါမင်းအောင်ကသူပြောတာကိုတဝက်လောက်နားလေတယ်လို့နဲ့ကောင်းချင်းလိုက်တယ်မဟုတ်သေးပါဘူးမင်းကအမြဲတမ်းအဲ့လိုစကားတွေပဲပြောတာဟိမ့်တဲ့လူတွေကမင်းကိုရင်းနေကြပြီးယူသွားပြီးတော့ပြောနေကြတယ်တခြားသူတွေနဲ့နည်းနည်းလေးမတူပဲတွေးမိရနဲ့ပဲယူတာမှမဟုတ်တာဖြစ်နိုင်တာကပင်လယ်ကြီးကလည်းဒီလိုလူမျိုးရှာနေရနေမှာပေါ့ဟိမ့်တဲ့အကူတော်တယောက်တည်းကြံ့ရခဲ့ပြီဒါပေမဲ့သူ့မျက်နှာပေါ်မှာတော့ငြိမ်ချမ်းမှုတွေရှိနေရဲ့3 ရက်ရှိပြီဘိုက်ကွန်ပလာနဲ့ပြန်လာခဲ့ရတာစတုတ္တမြောက်နေ့မှာတော့ပင်လယ်ကြီးကအဖြစ်တစ်ခုခုပေးလိုက်မယ်ထင်ပါတယ်ဟိန်းထက်ကဘိုက်ကွန်ကိုပခုံးပေါ်ထမ်းပြီးလှေရှိရာစီရှောက်သွားခဲ့တယ်။အဲဒီနေရာကပင်လယ်ကိုမမြင်ရပေမဲ့ပင်လယ်ရဲ့အတန်ကိုတော့ကြားနေရတော့မှဟေးဟိန်းထက်ဒီနေ့တော့ထွက်ပြအောင်ထွက်တာပဲကိုပင်လယ်ကြီးကိုသွားပြောလိုက်ပါအောင်3 ရက်ရှိပြီရွာသားတွေမင်းကိုတိုင်ပြောနေကြတာဒီနေ့ပဲကြည့်ရတာပေါ့ငါအတွက်သူပါချန်ထားပေးတယ်လဲဆိုတာမင်းအောင်ကရီမောရင်ခေါင်းငိမ့်ကပြန်လဲထွက်သွားတယ်ဟိန်းထက်ရဲ့လှေငယ်လေးကအခုဆိုရေပြင်ပေါ်မှာဖြည်းဖြည်းချင်းမျောပါလို့နေပြီဒီနေ့တော့ရေပြင်ကတစ်မျိုးဖြစ်နေတယ်လို့ပဲငိန်လဲငိန်နေရဲ့တခုခုကိုလည်းဖုံးကွယ်ထားတယ်လို့ပဲလိုင်းတွေကအိမ်မောကျနေတယ်လို့မျိုးတတ်တာလေးလှုပ်ခတ်နေရဲ့ဟိန်းထဲပိုက်ကွန်ပစ်ချလိုက်တယ်ဒါပေမဲ့ပိုက်ကွန်ကထက်ကဗလာဖြစ်နေခဲ့တယ်နိုင်ပေါင်းများစွာကုန်လွန်သွားပြီးနေရှိန်လည်းပြင်းလာခဲ့တယ်ဘာဖြစ်တာလဲဒီနေ့ငါလည်းမရှိဘူးလှုပ်ရှားမှုလည်းမရှိပါလားပင်လေကြီးကပဲမျက်နှာလွှဲလိုက်တာများလားသူကောင်းခင်ကိုမောကြည့်လိုက်တယ်။နေအောင်ကမျက်လုံးကိုစူးရှာစီရဲ့ခဏမြသူတိတ်ဆိတ်စွာထိုင်နေပြီးမှပိုက်ကွန်ကိုတင်လိုက်တယ်။ဒီအပြင်ဟာအမြဲတမ်းတစ်ခုခုပြောပြနေကြပါ။ဒီနေ့တော့ငါ့ကိုစိတ်ဆိုးသွားတယ်လို့ပဲတိတ်ဆိတ်လုံးနေရဲ့။လင်ငယ်လေးကကန်းဆက်စီဖြည်းဖြည်းချင်းပြန်ကူခတ်လာတယ်။နောက်ွယ်မှာတော့လိုင်းရတချို့ပဲကြံ့ရဲခဲ့တယ်။ရွာရဲ့တဲအိမ်လေးတွေကအဝေးမှာတောက်ပနေရဲ့ဟိန်းထက်ရဲ့မျက်နှာပေါ်မှာမော်ပန်နွမ်းနေမှုမရှိပဲမေကွန်းတစ်ခုသာရှိနေခဲ့တယ်။ဘာဖြစ်တာလဲရခဲ့လားကြားလိုက်တာဘာမှမရခဲ့ဘူးမင်းအောင်ပင်လေကြီးကဗလာပဲဒါပေမဲ့ဘာလို့လဲမသိဘူးတခုခုကိုဖုံးကွယ်ထားတယ်လို့မျိုးခံစားရတယ်မင်းအောင်ဘာမှနားမလည်နိုင်ခဲ့ပါဘူးနောက်တနေ့မနက်မှာတော့နေရောင်ကနည်းနည်းပိုပြင်းလာတယ်ဟိန်းတဲ့ကဘာမှမပြောပဲဘိုက်ကွန်ကိုမှပြီးလှိုင်းတန်တွေခေါ်ဆောင်ရလမ်းတိုင်းထွက်ခွာလာခဲ့တယ်တခါပြန်သွားပြန်ပြီမနေရမှာပင်လေကလှည့်စားသွားတာလေဒီနေ့ကြတော့ရောဘာလို့သူ့ယုံကြည်နေရလဲလှည့်စားတာမဟုတ်ပါဘူးမင်းအောင်ရဲ့စမ်းသက်တာပါပင်လေကြီးကအမြဲတမ်းလက်ပလာနဲ့ပြန်မလွတ်ပါဘူးမင်းအောင်ဘာမှဆက်မပြောတော့ပါဟိန်းထဲလေးပေါ်ထိုင်ပြီးအဝေးကိုထုတ်ခွာသွားခဲ့တယ်ဒီနေ့တခုခုထူးခြားနေရဲ့ပင်လေကြီးကစိတ်ပြောင်းသွားပြီထင်တယ်လိုင်းတွေကတတလေးဆိုပေမဲ့တက်ဝင်လှုပ်ရှားမှုရှိနေရဲ့ဟိန်းထဲပိုက်ကွန်ပြစ်ချလိုက်ပြီးစောင့်စားရင်မျက်လုံးမိတ်ထားလိုက်တယ်ခဏအကြာမှာလင်းငယ်အောင်အောက်ကတခုခုအလေးချိန်အများကြီးညှိနေတယ်လို့မျိုးပြင်းထန်စွာလှုပ်ခါသွားခဲ့တယ်။ဟာဒါပါလေဒီလောက်လေးနေတာဒီနေ့တော့ကန်ဆာတာတကယ်ပဲအပြောင်းလဲဖြစ်ပြီလား။သူလက်နှစ်ဖက်လုံးနဲ့ဘိုက်ကွန်ဆွဲတင်လိုက်တယ်။ဘိုက်ကွန်ထဲမှာအရွယ်စားစုံငါးတွေဟာတလက်လက်နဲ့တောက်ပားနေခဲ့တယ်။ကြည်စမ်းပါအောင်ငါပြောခဲ့ရမလား။ပင်လေကြီးကသူ့လူကိုဘယ်တော့မှလက်ပလာမထားပါဘူးဆိုတာ။လေထဲမှာအေးစဲမှုတွေမကပဲအမည်မသိတဲ့အင်အားတကူလွှမ်းမိုးနေရဲ့ကျေးဇူးပါပဲဒီနေ့တော့မင်းတခုခုပြောလိုက်ပြီနော်မနေ့ကတိတ်ဆိတ်နေပြီမဲ့ဒီနေ့တော့ငါကြားလိုက်ရပြီလှင်ငယ်လေးကအိမ်ပြန်လန်းစီဖြည်းဖြည်းချင်းကူးခတ်လာတယ်ဟိတ်တဲ့ဒီနေ့တော့မင်းလက်ဆန်ပြလိုက်တာပဲငါကတော့မင်းဗလာနဲ့ပြန်လာမယ်ထင်နေတာကြည်စမ်းမအောင်မ
င်းရဲ့ရိုးသားမှုကပဲမင်းကိုဒီထိပို့ဆောင်ပေးရပါမနက်ခင်းရဲ့လေပြေထဲမှာပင်လေကြီးဟာသူ့ကိုကိုယ်တိုင်ခေါ်ဆောင်နေသလိုရှိနေခဲ့တယ်ရွာကြီးကအိမ်မောကျနေရောမေဒါပေမဲ့ဟိန်းတဲ့မျက်လုံးထဲမှာတော့မတည်ငြိမ်တဲ့တောင်းပမှုတွေရှိနေရဲ့ကန်းစမရက်နေရဲ့မင်းအောင်ကတော့ဟိန်းထက်ရဲ့လေငယ်လှိုင်းလုံးတွေတဲ့ပျောက်ကွယ်သွားတာကိုငေးကြည့်နေခဲ့တယ်မနေ့ကတော့မင်းရပေးခဲ့တယ်ဒီနေ့တော့တခုခုပြသလိမ့်မယ်ထင်တယ်ကဲမင်းရဲ့အနက်ဆိုင်ဆုံးထဲမှာဘာတွေဖုံးကွယ်ထားလဲဆိုတာကြည့်ရတာပေါ့လိုင်းတွေကဒီနေ့မှမငြိမ်မသက်ဖြစ်နေပြီးဆွဲအားတွေရှိနေရဲ့လေငယ်ရင်းထွက်သွားပြီမယ်ဟိန်းထက်ရဲ့မျက်လုံးတွေကတော့စူးစိုက်နေစေသူ့ဘိုက်ကွန်ကိုပြစ်ချလိုက်တယ်ဒီတခါတော့နည်းနည်းပိုနေတဲ့နေရာမှာတခုခုညှိနေပြီဟာဒါကလေးလိုက်တာငါတော့မဟုတ်တော့ဘူးသူအားကုန်ထုတ်ပြီးဘိုက်ကွန်ကိုအထက်ကိုဆွဲတင်လိုက်တယ်ဘိုက်ကွန်ထဲမှာတစ်တာဟောင်းနှန်းတစ်လုံးပါလာခဲ့တယ်ဒါကဘာကြီးလဲတစ်တာတစ်ခုပါလားအပေါ်မှာလည်းရင်ကြီးတွေကတက်နေရပဲတစ်တာပေါ်မှာရင်ကြီးတွေတက်နေပြီးအနားတွေကျိုးပန်းနေရဲ့အလယ်မှာတော့ထူးဆန်းတဲ့အမှတ်သားတစ်ခုပါရှိနေရဲ့မင်းရဲ့လျှို့ဝှက်ချက်ကဒါလားဒီနေ့တွေအကြာကြီးမင်းဒီအရာကိုဖုံးကွယ်ထားခဲ့ရလားလေငယ်ပြန်ကူးခတ်လာခဲ့တယ်ဟိန်းထက်ခန်းစားလိုက်ရတာကသူ့နောက်ွယ်ကနေတယောက်ယောက်စောင်းကြည့်နေတယ်လို့ပဲတစ်တာကသူ့ခြေထောက်ဘေးမှာလေးလံစွာနဲ့လျှို့ဝှက်ချက်ပေါင်းများစွာရှိပြီးတော့ကြံ့ရိပ်ခဲ့တယ်ဟိတ်ဟိန်းထက်ဒီနေ့ဘာရခဲ့လဲဘာလို့ဒီလောက်ကြာနေရလဲငါမဟုတ်ဘူးမင်းအောင်တခြားတကူပင်လေကြီးကဒီနေ့လက်ဆောင်ပေးလိုက်တာမင်းအောင်ဘာမှနားမလည်နိုင်ခဲ့ပေမဲ့ဟိန်းထက်ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုရောတောက်ပမှုပါအတူတကွရှိနေခဲ့တယ်သူလေဘောကဆင်းချင်းတစ်တာကိုရင်ဘက်မှာပိုက်ထားပြီးထွက်ခွာသွားခဲ့တယ်တညာလုံးဟိန်းထက်မအိပ်ပဲတစ်တာပေါ်လက်ချောင်းလေးတွေနဲ့တက်ဝင်လှုပ်ရှားစွာပုတ်တက်နေခဲ့တယ်အဲ့ဒီထဲကအဖြစ်တစ်ခုခုကိုရှောင်ဝေးနေတယ်လို့ပဲမနဲ့မိုးလင်းတာနဲ့သူ့လေကိုပြင်ဆင်လိုက်တယ်ဘသူကိုမှမပြောဘဲနဲ့ထွက်ခွာခဲ့တယ်ရွာကြီးနိုးထလာနေပြီဖြစ်ပြီးလှိုင်းတွေကလည်းသူ့ကိုတကယ်ပဲစောင့်ကြိုနေတယ်လို့ပဲဒီနေ့တော့မင်းရဲ့လျှို့ဝှက်ချက်ကိုငါသိအောင်လုပ်မယ်ဒီတစ်တာကဘာကိုညွှန်ပြနေရလဲကြည့်ရတာပေါ့လေငယ်ရှိကိုတိုးသွားနေအမျှကောင်းကင်ရဲ့အယောင်စတင်ပြောင်းလဲလာခဲ့တယ်လေတို့အေးဆက်လာပြီးပင်လယ်ရေကအပြာနုရောင်မှအပြာရင်ရောင်ကိုပြောင်းလဲသွားခဲ့တယ်ဟိန်းထက်ကတခြားကဘာတစ်ခုကိုဦးတည်သွားနေတယ်လို့ခံစားလိုက်ရတယ်ဟာဒီလမ်းကြောင်တစ်ခါမှမြင်ဘူးငါဘယ်ကိုရောက်နေရလဲရုတ်တရက်မြို့နှင်းတွေကြားထဲမှာတခုခုတောက်ပနေရကိုမြင်လိုက်ရတယ်လိုင်းတွေကြားထဲမှာနန်းတော်တစ်ခုမျောပါနေတယ်လို့ပဲဒါဘာကြီးလဲနန်းတော်လားရေပေါ်မှာမဟုတ်ဘူးဒါကကျွန်းပဲဒါပေမဲ့တောက်ပနေရဲ့နန်းတော်ကကြောက်တုံးနဲ့လှုပ်ထားမဟုတ်ပဲသူ့ရဲ့နံရံတွေကပလဲလိုတောက်ပနေရဲ့လိုင်းတွေကသူ့ပပတ်လဲမှာဝိုင်းရံနေပေမဲ့ထိတွေ့ခြင်းမရှိပါဘူးဟိန်းထက်ရဲ့မျက်လုံးတွေမကွယ်မပြားဖြစ်သွားခဲ့တယ်ဒီလိုအရာမျိုးဘယ်သူမှမမြင်ဘူးပါဘူးဒါအိမ်မက်လားအမှန်တကယ်လားသူလေးကိုရက်လိုက်ပြီးရေထဲကိုငုံကြည့်လိုက်တယ်နန်းတော်ရဲ့အရှိတ်ကရေအောက်အနဲ့ဆိုင်ဆုံးထိရောက်ရှိနေပြီးအောက်ကိုဆင်းသွားတဲ့လမ်းကြောင်းတစ်ခုလိုပဲဒီတစ်တာရဲ့လျှို့ဝှက်ချက်ကဒါပဲတင်နေပင်လယ်ကြီးကလမ်းပြလိုက်ပြီးသူတစ်တာကိုမလိုက်တယ်အခုတော့တစ်တာကနှွေးထွေးမှုကိုခံစားနေရပြီဘာပဲဖြစ်ဖြစ်အခုရှိကိုထွက်ခဲ့ပါငါမင်းရဲ့လျှို့ဝှက်ချက်ကိုသိဖို့လာခဲ့တာလိုင်းတွေကတခဏများတိတ်ဆိတ်သွားခဲ့တယ်လေထဲမှာခယူသင်းအတန်လိုမျိုးကြားလိုက်ရတယ်ဟိန်းတဲ့လေကိုချီနှောင်လိုက်ပြီးဘသူမှမရောက်ဘူးတဲ့စမ်းကျဲတဲ့ကျွန်းပေါ်ကိုခြေလန့်လိုက်တယ်မြေကြီးကလိုင်းလိုနူးညံ့နေပြီးအပြာရောင်ကောင်းကင်ကြီးကအိမ်မက်တစ်ခုလိုတောက်ပနေရဲ့ဒါမြေကြီးနဲ့မတူရေတွေခဲသွားတယ်လို့ပဲအထဲမှာလေအေးတွေရှိပေမဲ့ကြောက်စရာမလိုပါဘူးနံရံတွေကခယူသင်းနဲ့ပလဲတွေနဲ့လှုပ်ထားမှုအသေးရှူနေတယ်လို့ပဲနေရာတိုင်းမှာအစိုးတက်လေးနဲ့အနေရအလင်းတန်းတွေရှိနေရဲ့ဒါကတက်ရှိနေရတစ်ခုလိုပဲအရာရာတိုင်းခုံလုံးနေရဲ့ရုတ်တရက်နံရံစီမှအတန်တစ်ခုထွက်ပေါ်လာတယ်တယောက်ယောက်ကသူ့နာမည်ကိုခေါ်လိုက်တယ်လို့ပဲဟိတ်တဲ့မင်းကိုစောင့်နေရကြာလာပြီဘာတူလဲကိုယ်တိုင်ထွက်ပြပါအောင်ငါကြောက်တဲ့သူမဟုတ်ဘူးအလင်းတန်းတွေကနံရံတွေစီမှထွက်ပေါ်လာပြီးနန်းတော်ရဲ့ပဟိုအလယ်မှာစူစီသွားခဲ့တယ်ဖြည်းဖြည်းချင်းပုံရိပ်တစ်ခုဖြစ်ပေါ်လာတယ်မင်းရဲ့ရိုးသားမှုကပဲမင်းတို့ဒီထိပို့ဆောင်ပေးရမမြင်နိုင်တဲ့သူတွေဆိုရင်ဒီကျွန်းကိုဘယ်တော့မှမမြင်ရဘူးဘာကြောင့်ရွေးချယ်တာလဲငါတက်ငါတဲ့တယောက်ပါမင်းရဲ့ရိုးသားမှုကပဲမင်းတို့ဒီထိပို့ဆောင်ပေးရပါဟိန်းထက်ရဲ့လက်ထဲမှာကင်ထားတဲ့တစ်တာကအခုဆိုရင်ပုံမိုတောက်ပလာခဲ့ပြီးပုံရိပ်ကသူ့ထံကိုညွှန်ပြလိုက်တဲ့ဒီတစ်တာထဲမှာမင်းရဲ့အတိတ်ရောရောက်ရှိလာမယ့်အနာဂတ်ပါရှိနေရဲ့ဒါကိုဖွင့်ပြီးတော့ပင်လည်းရဲ့စကားနားထောင်လိုက်ပါဒီထဲမှာအမှန်တရားရှိရဲဆိုရင်ငါဒါကိုဖွင့်ဖို့မကြောက်ပါဘူးသူတစ်တာကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်
အထဲမှာတောက်ပါတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးနန်းတော်တစ်ခုလုံးလင်းလက်သွားခဲ့တယ်။ဒါကကောင်းကင်ကြီးဆင်းသက်လာတယ်လို့ပဲအထဲမှာဘာရှိရလဲ။ဒါဟာဒီနန်းတော်ကိုဖန်တီးခဲ့တဲ့စွမ်းအားဖြစ်တယ်လို့ဒါကိုနှိမ့်မြုပ်ပြနိုင်တဲ့စွမ်းအားလေးဖြစ်တယ်။နန်းတော်ရဲ့တန်ရံတွေကလှုပ်ခါလာခဲ့ပြီးဒါဘာဖြစ်တာလဲ။နန်းတော်ကြီးကတုန်ခါနေရဲ့ငါတခုခုမှားလို့မိလို့လား။မဟုတ်ပါဘူး။မင်းစတင်လိုက်တာပါ။အခုဖြစ်ပြက်လာမယ့်အရာတွေကမင်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်လိမ့်မယ်။နန်းတော်ကြီးကအလင်းရောင်တွေနဲ့တောက်ပနေရဲ့လိုင်းတွေကလျှို့ဝှက်ချက်တစ်ခုကိုပြောပြချင်နေတယ်လို့ပဲဟိန်းတဲ့ဟာနန်းတော်ရဲ့အလဲဘဟိုမှာရှင်ဘက်မှာတစ်တာကိုပိုင်ရင်ရက်နေခဲ့တယ်။အဲ့ဒီစမ်းကြဲတဲ့ပုံရိပ်ကပြုံးလိုက်ပြီးမြို့နင်းတွေတဲကိုပျောက်ကွယ်သွားခဲ့ကနန်းတော်ကြီးကအရင်ကထက်ပုံမတောက်ပလာခဲ့တယ်။အခုမှပဲငါနားလေတော့တယ်။ဒီနေရာဟာကျင်းစာမဟုတ်ဘူး။ဂတိကဝတ်တစ်ခုပဲပင်လယ်ကြီးကငါ့ကိုနားထောင်နိုင်အောင်ခေါ်လိုက်တာပဲ။ဟိန်းတဲ့အခုမင်းရဲ့ရွေးချယ်မှုပဲကြံတော့တယ်။ဒီလျှို့ဝှက်ချက်ရဲ့အစိတ်ပိုင်းတစ်ခုပြေကြံ့ရစ်ခဲ့မလား။ဒါမှမဟုတ်မင်းရဲ့ရွာစီပြတ်မလား။အဲ့ဒီရွာကငါရဲ့အိမ်ဖြစ်ခဲ့ဘူးလေ။ဒါပေမဲ့အခုတော့ဒီပင်လယ်ကြီးကငါရဲ့ဝိညာဉ်ပဲ။ဒါဆိုရင်မင်းရဲ့ဝိညာဉ်ဟာဒီနန်းတော်မှာကြံ့ရစ်ခဲ့လိမ့်မယ်။ပင်လယ်ကြီးကမင်းရဲ့နာမည်ကိုမှတ်မိနေမှာဟိန်းတဲ့ငါနာမည်လှိုင်းလုံးတွေထဲမှာပဲတင်ထက်နေဖို့ပဲငါလိုချင်ခဲ့ရပါ။နှစ်ယောင်ဆက်ပြင်းထန်နေအလင်းရောင်တစ်ခုဖျားထွက်သွားခဲ့တယ်။ဟိန်းထက်ကတစ်တာကိုရင်ဘက်မှာပိုက်ထားလိုက်ပြီးခဏအကြာမှာတော့အလင်းရောင်တွေကိုစိတ်ဝင်ပြောက်ကွယ်သွားခဲ့တယ်။နန်းတော်ကြီးကတိတ်ဆိတ်သွားခဲ့ပြီးလိုင်းတွေလည်းငြိမ်သက်သွားခဲ့တယ်။ဟိန်းထက်ရက်နေခဲ့နေရာမှာတော့အလင်းရောင်တစ်ခုသာကြံ့ရစ်ခဲ့တော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပန်းလာလို့ခေါ်တဲ့ရှာလေးတရွာရှိခဲ့ပါတယ်။အဲဒီမှာဦးတော်ပါလို့ခေါ်တဲ့ပပဲဆရာကြောင့်နေထိုင်ခဲ့တယ်။ဦးတော်ပါရဲ့ဘဝကအရန်ရိုးရှင်းပါတယ်။ဇနီးတော်များတဲ့တားမောင်သူတာနဲ့သမီးမတ်ချိုပြုံးသူတို့ကြောင့်ပဲသူ့ဘဝကလဲပန်းနေခဲ့တယ်။အဲဒီနေ့ညနေဆောင်တော့အလုပ်တွေကလည်းတိတ်မကောင်းကွာ။နောက်လာအတွက်အဆင်ပြေပါမလားစိုးရင်နေ။ဘာလို့ဒီလိုစကားတွေပြောနေရလဲ။ရှင်ကကျမကိုလောကမှာမိန်းမတိုင်းလိုချင်တဲ့ရောင်ပေးထားပြီးသားပါ။ဒေါ်မြတန်းကပြုံးပြပြီးအနီးနားမှာစော့နေရဲ့မောင်သူတာနဲ့မတ်ချိုပြုံးကိုလက်ညှိုးထိုးပြတယ်။ရှင်ကကျမကိုတားမောင်သူတာကိုပေးတယ်။သမီးမတ်ချိုပြုံးကိုပေးတယ်။ဒါပဲလေကျမအတွက်လုံလောက်ပါတယ်။ရှင်ရဲ့ရိုးသားမှုကိုမြင်ရတာကျမဘလောက်ပျော်လဲဆိုတာရှင်မသိပါဘူး။ဒေါ်မြတန်းရဲ့စကားကိုကြတော့ဦးတော်ပါကပြောင်းလိုက်တယ်။ဖေဖေသားတို့ဖေအလုံးမှာကူညီခြင်းတယ်။ဟုတ်ပြီဒါဆိုမနေ့ပြန်သားမောင်သူတာရဲ့ပထမဆုံးဓာတ်နဲ့သမီးမတ်ချိုပြုံရဲ့ပထမဆုံးမင်းညက်ကိုပြင်ဆင်ထားမယ်။ဦးတော်ပါမှာပတ်စံမရှိပါဘူး။ဒါပေမဲ့သူ့ရင်ထဲမှာအကျဉ်းသားတရားတွေကတော့ပြည့်စုံနေရဲ့ရိုးသားမှုမရှိတော့တဲ့နေ့ဟာသူ့ရဲ့မီးဖို့လဲမီးငိမ့်သွားမယ်နေ့ပဲဆိုတာသူသိရဲ့။ဦးတော်ပါရဲ့ရိုးသားမှုကိုရွာလူတိုင်းသဘောမကျကြအောင်။အဲ့ဒီလူတွေထဲမှာရွာရဲ့ရွာလူကြီးဦးမာကအဆိုးဆုံးပဲသူကရိုးသားရဲ့လူကိုလည်းမကြိုက်ဘူးနောက်တနေ့မနေ့စောစောဦးတော်ပါကသူ့မိဖို့ကိုရှောက်တာနဲ့ဟဲ့တော်ပါဘယ်ချိန်นี่ဒီလိုပဲတန်ဝင်ရိုက်ပြီးအသက်ရှင်နေအောင်မလဲဒီလက်တွေအလုံးလုံးနေသူကျွန်တော်ဒီမှာပဲရှိနေမယ်ရွာရဲရတခြားပပဲဆရာတွေကိုကြည့်ပါအောင်လိန်ညာပြီးအရေသွေးမကောင်းတဲ့တန်နဲ့ဈေးကြီးကြီးတင်ရောင်းနေတာသူတို့အကုန်လုံးပျော်ရွှင်ရွှင်နေကြတယ်ရွာလူကြီးကျွန်တော်တို့ဘိုက်စာပြီးအိတ်လို့ရတယ်ဒါပေမဲ့လိန်ညာပြီးအိတ်လို့မရအောင်အေးလောကကြီးကဒီလိုလက်ပတ်နေရမဟုတ်ဘူးတော့ပါကျွန်တော်မကောင်းတာလုပ်မယ်ဆိုရင်သူတပားတွေထိခိုက်ကုန်မှာပေါ့ဆက်ပြီးရိုးသားသွားမယ်ဟေ့အယူအမှန်တရားကမင်းကိုထမင်းမကြွေးဘူးမင်းလိုလူတွေကိုငါမြင်ဘူးတယ်တနေ့ကျရင်သူတို့ကိုယ်တိုင်ငါနားကိုလာပြီးတော့အကူကြီးတောင်းကြတာပဲကျွန်တော်တို့ဘိုက်စာပြီးတည်သွားမယ်ဒါပေမဲ့ခမားလိုလူရှိမှတော့ဒူးထောက်မှာမဟုတ်ဘူးကလေးတွေစာလောင်ပြီးငိုတဲ့အခါမိမဖျားနာတဲ့အခါဘာဖြစ်သွားမလဲဆိုတာကြည့်ရသေးတာပေါ့ကျွန်တော်တို့ရဲ့အိမ်လေးဟာခမားရဲ့အိမ်ကြီးမှာမရနိုင်တဲ့အေးချမ်းမှုပျော်ရွှင်မှုရှိတယ်ဥမာကဒေါ်တာတကြီးထွက်သွားတယ်အချိန်တွေဒီလိုပဲကုန်လွန်သွားတယ်ဦးတော့ပါသူ့ဆိုင်မှာထိုင်ပြီးအလုပ်လုပ်နေရဲ့အဲ့ဒီချိန်မှာတရေဦးကောင်းမြတ်ရဲ့အစေခံငမဲကပြေးလာပြီးဦးတော့ပါရဲ့ဆိုင်ကိုရောက်လာတယ်အကိုမြင်မြင်လာပါအိမ်ယူလာကူပါအောင်ဦးတော်ဘာကတူဆောက်ဇွန်းနဲ့ကျိုးယူပြီးတရေဦးကောင်းမြတ်ရဲ့အိမ်ကြီးစီထွက်သွားခဲ့တယ်။အိမ်ကြီးကိုရောက်တော့လှဲဟောင်းတစ်ခုကမြေပြင်ပေါ်မှာစောင်းပြီးကြနေရကိုတွေ့လိုက်ရတယ်။အဲ့လိုနဲ့သူ့ပေါက်တူးနဲ့ပေါက်ရင်းနဲ့ဟာမြေကြီးရောက်မှတစ်ခုခုရှိနေရဲ့
ဦးတော်မမြေကြီးကိုဖယ်လိုက်တော့အရိကနေရှုံးနေလှုပ်ထားတဲ့အိုဟောင်းတစ်ခုထွက်လာတယ်။သူဟိုဘက်ဒီဘက်ကြည့်လိုက်တယ်။ဘယ်သူမှမရှိပါဘူး။အိုးကိုယူပြီးသူ့ထုတ်ထဲထည့်လိုက်တယ်။ပြီးတော့အလုပ်ပြီးစီးပြီးနောက်အိမ်ကိုပြန်လာခဲ့တယ်။ဒေါ်မြတဲ့ဒီအိုးကိုလှဲအောက်ကမြေကြီးမှာမြုပ်နေရတွေ့ခဲ့တယ်။ကွဲနေရတွေ့ရောအိမ်ယူလာတယ်။တခုခုအသုံးဝင်မယ်လို့ထင်လို့ဒေါ်မြတဲ့ကအိုးကိုဖွင့်လိုက်တော့အော်ဟစ်လိုက်တယ်။ဟဲဖယားကြီးဒီထဲမှာရွှေတင်ကားတွေပါနေရ။ဘာပြစမ်းဦးတော်မကြည့်လိုက်တော့အိုးထဲမှာတင်းကားဟောင်းတွေကပြည့်နေတယ်။တချို့ကငွေတချို့ကရွှေတင်းကားတွေမှာရှေးထဲကတစိကောင်းတွေပါနေတယ်။အိုးဖယားကြီးဒါတွေရတော်တော်ရှိကြတာပဲဒေါ်မြတဲ့ဟုတ်တယ်တတိဥကောင်းမြရဲ့ဘူဘေးတွေပြုတ်ထားခဲ့တာဖြစ်မယ်။ဘာလို့ရမလဲ။နက်ဖြန်မနဲ့တတိကိုခေါ်ပြီးတော့ပြက်အပ်လိုက်မယ်လေ။အမွေပစ္စည်းကိုထိန်းသိမ်းဆောက်ရှောက်ရမယ်။ငါတို့မသိမ်းထားဘူး။ကောင်းပါပြီရှင်မှန်ကန်တာကိုလုပ်ပါ။နောက်တနေ့ဦးတော်ဘတတိဥကောင်းမြတ်ကိုသူ့ဆိုင်အောင်ခေါ်လိုက်တယ်။ဟေးတော်ဘပြောပါဘာကိစ္စလဲ။တတိမနေ့ကတတိရဲ့ခြံထဲမှာဒီမီအိုးကိုတွေ့ကြရပါ။တတိယအိုးကိုဖွင့်ကြည့်ရောမျက်လုံးတွေပြူသွားတယ်။ဟေးတော်ဘဒါအရန်ထူးဆန်းတဲ့ကိစ္စပဲမင်းဒီအိုးနဲ့အရန်ချမ်းသာတဲ့သူဖြစ်သွားနိုင်တာပဲဟုတ်ပါတယ်တတိဖြစ်နိုင်ပါတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်ကျွန်တော်တို့တခြားလူတယောက်ရဲ့ပတ်စံမလို့ချင်ပါဘူးတတိဦးကောင်းမြတ်ကခဏတာတိတ်ဆိတ်နေပြီးဦးတော်ဘရဲ့ပခုံးလက်တင်လိုက်တယ်ဟုတ်တယ်ဒီနေ့ခေတ်မှာမင်းလိုလူမျိုးတွေရှားပါတယ်မင်းရဲ့ရိုးသားမှုငါလေးစားတယ်အရန်ကျေးဇူးတင်ပါတယ်တတိယအထွက်သွားပါတယ်ခဏကြာတော့တခြားရွာသားတွေကရောက်လာတယ်။ဘာလဲတော့ပါမင်းတဲ့ပိုမိုင်မဲတဲ့လူဒီကဘာမှာငါတခါမှမြင်ဘူး။ရွှေငွေတွေပြည့်နေတဲ့အိုမင်းကပြက်အံ့လိုက်တယ်။ဖေကအခွင့်အရေးပေးခဲ့တာကိုမင်းကငင်းပယ်ခဲ့တယ်။မိုင်မဲတာဆိုတာလေယောဂတစ်မျိုးပဲကွာ။လောကမှာဘသူကမှဒီလိုအိုးမျိုးပြက်အပ်မှာလဲ။ငါတို့နဲ့မဆိုင်တဲ့ပစ္စည်းဟာငါတို့နဲ့အချင်းတကြမရှိနိုင်ပါဘူး။လူအုပ်ကြီးရရေပေါ်ကြတယ်။ဒါပေမဲ့ဦးတော်ဘရဲ့အပြုံးမှာတည်ငြိမ်မှုရှိရဲ့။အားလုံးရဲ့စုညံတန်ထက်ပုံမြင့်မြတ်တဲ့အမှန်တရားတကူရှိနေပါတယ်။အချိန်တွေဒီလိုပဲကုန်လွန်သွားတယ်။တနေ့မှာရွာမှာပြင်းထန်တဲ့မိုးခါမှုဖြစ်လာတယ်။လယ်တွေခြောက်တည်သွားတယ်။ရေတွင်းတွေခြောက်သွေ့လာတယ်။ဦးတော်ဘရဲ့အလုပ်တွေဆက်ပြီးလုပ်လို့မရတော့ဘူး။စားကြသည်နဲ့မကြံတော့ဘူး။မီးမွေးဖို့ထင်လည်းမကြံတော့ဘူး။ရွာမှာမိုးခေါင်နေရဲ့။ရှေ့ရဲ့အလုပ်လေးရက်သွားပြီ။ဒါပဲချိန်ထိဆက်ပြစ်နေပါလေ။ဘာလို့ရမလဲတော်များတဲ့ငါတို့ပဲမဟုတ်ဘူးရွာတစ်ခုလုံးဒုက္ခရောက်နေတာအခုတော့ကျမပိုက်စားတာကိုမပူပါဘူးဒါပေမဲ့သားနဲ့သမီးဒီလိုဆလောင်းတာမကြည့်နိုင်အောင်တခုခုလောက်ပါအောင်တခုခုနီးလဲရှာပါအောင်ဒီစကားကိုကြားတော့ဦးတော်ဘရဲ့မျက်လုံးတွေမျက်ရည်တွေပြေးလာတယ်သူတိတ်ဆိတ်စွာအိမ်ကနေထွက်သွားခဲ့တယ်ပြီးတော့မိုးခေါင်မှုကိုရင်ဆိုင်ဖို့အကြံဉာဏ်ထုတ်ခဲ့တယ်အဲနောက်တခြားရွာကိုထွက်သွားခဲ့တယ်အိမ်နေညနေမှာပဲဓမြရီရွာကိုရောက်လာတယ်မင်းတို့ဒီရွာမှာရှိရအကုန်လူယူလိုက်ဘယ်သူမှမကြံစည်နဲ့ဒီနေ့အကုန်လုံးငါတို့ပိုင်ဆိုင်ရမယ်တယောက်ယောက်တိုင်းအဲ့ဒီမှာတက်ပစ်လိုက်ဒီနေ့ဒီရွာရဲ့နာမည်နဲ့နေရာပါဖြစ်စည်းပြရမယ်ဓမြရီရဲ့တိုက်ခိုက်မှုကြောင့်ရွာမှာပရန်ပတာဖြစ်သွားတယ်လူတိုင်းအသက်လူပြီးပြေးကြတယ်ဦးတော်ဘအဲ့ချိန်မှာရွာမှာမရှိပါဘူးဓမြတယောက်ကဦးတော်ဘရဲ့တဲအိမ်နာရပ်လိုက်တယ်သူ့ရဲ့တဲအိမ်ကိုမိရှို့လိုက်တယ်ဒေါ်မြတန်ကလေးတွေကိုခေါ်ပြီးထွက်ပြေးရှာတယ်ပြင်းရင်းနဲ့ဒေါ်မြတန်အရှိမရွာသားတချို့ကိုတွေ့လိုက်တယ်။ထွမ်းမြတန်လည်းသူ့သားကိုနေခဲ့ဖို့ပြောပြီးမတ်ချိုပြုံးကိုကြောမာချီပြီးတောထဲကိုပြေးတော့တယ်။ရုတ်တရက်သူ့ခြေထောက်ချော်လဲသွားပြီးသူ့မတတိလဲသွားတယ်။နောက်တနေ့မနေ့မှာဦးတော်ဘရွာကိုပြန်ရောက်တော့သူ့အိမ်မီးလောင်ပြီးပြာကျနေတာကိုတွေ့လိုက်ရတယ်။ဇနီးနဲ့ကလေးတွေပျောက်ဆုံးနေရဲ့။မြင်လားအကိုရိုးသားမှုဘလောက်ပဲရှိရှိကန်တရားဆိုတာကမကောင်းတာပဲပေးတတ်တာ။ဦးတော်ဘကဘာမှမပြောပါဘူး။ပြားထဲမှာပဲသူ့ရဲ့ကံကြမ္မာကိုရှာဖွေနေရဲ့ဒီဘက်မှာတော့ကွဲကွာသွားတဲ့သားငယ်လေးမောင်တူတာဟာဖြတ်သွားရဲ့လေတန်းတစ်ခုနာရောက်လာခဲ့တယ်။ဒါဘသူ့သားလေးလည်းမသိဘူး။လမ်းပြောင်းနေတာဖြစ်မယ်။လမ်းပြောင်းနေတာဆိုတော့တခုခုအကြောင်းရင်းရှိမှာပေါ့။ဒါပေမဲ့ကောင်လေးရဲ့တတိကိုကြည့်။မျက်လုံးတွေထဲမှာမီးတောက်နေရဲ့။ तू ဟာထူးချွန်တဲ့စစ်သားဖြစ်လာလိမ့်မယ်။ဟုတ်တယ်။သွားကြစို့။အခု तू ငေါင်းနဲ့အတူရှိနေပြီ။တစ်ဖက်မှာမက်ချိုပြုံးဟာသူ့အမေဒေါ်မြတန်းနဲ့တူတောထဲမှာတတိလစ်နေရဲ့နန်းတော်မိဖို့ကြောင့်မှအလုတ်လုတ်တဲ့အဖွားမြစ်တာအဲ့ညာကိုရောက်လာတယ်ရုတ်တရက်ဒေါ်မြတန်းတတိရလာတယ်သမီးလေးဘာဖြစ်တာလဲဓမြတွေကျမတို့ရွာကိုလာခဲ့တယ်ရွာကိုမီးရှို့လိုက်ကြတယ်ကျမလည်းသားကိုတခြားရွာကလှဲနာမှာထားခဲ့တယ်မက်ချိုပြုံးကိုခေါ်ပြီးပြေးခဲ့တာ
ပြီးတော့ဘာမှမမှတ်မိဘူးအဲ့ဒီချိန်မှာစစ်သားတအူဖြတ်သွားပြီးသူတို့နှစ်ဦးကိုမြင်လိုက်တယ်မင်းတို့နှစ်ယောက်ဘသူတွေလဲဒီတော့ထဲမှာဘာလုပ်နေရလဲကျမတို့ဓမြတွေတိုက်ခိုက်တဲ့ရွာပါသူတို့ကျမအိမ်ကိုမိရှို့လိုက်တယ်ကျမခင်မုံလည်းဘာဖြစ်သွားလဲမသိဘူးကျွန်တော်တို့တည်ရထားတယ်အဲ့ဒီရွာလုံးဝပျက်စီးသွားပြီဒီစကားကိုကြားတာနဲ့ဒေါ်မြတန့်ရဲ့ရှာကြီးတငယ်ငိုတော့တယ်သူခင်မုံဦးတော့ပါတေဆုံသွားပြီလို့သူထင်လိုက်တယ်မငိုပါနဲ့သမီးရဲ့အခုရွာကိုပြန်သွားလို့ဘာလုပ်မှာလဲငါကနန်းတော်မိဖို့ကြောင့်မှအလုပ်လုပ်တယ်ငါနဲ့တူလိုက်ခဲ့ပါကံကောင်းရင်မင်းနန်းတော်မှာအလုပ်တစ်ခုခုရလိမ့်မယ်အဖွားမြစ်တာကမေတော်ကြီးကိုကိစ္စအလုံးပြောပြတဲ့အခါမေတော်ကြီးကပြောတယ်။အိုးဖယားသခင်ဒီမိန်းကလေးဘလောက်တောင်ဝေဒနာခံစားခဲ့ရလဲ။သမီးမင်းဒီမှာပဲနေပါဒီအဖွားနဲ့အတူလှုပ်လှုပ်ပါမင်းရဲ့သမီးလေးလည်းဒီမှာပဲနေထိုင်ပါ။တစ်ပတ်မှာလဲဘွားလူတွေမောင်တုတကိုမင်းရဲ့ကောင်စီခေါ်သွားခဲ့တယ်။သူတို့ကိစ္စအလုံးကိုမင်းရဲ့ကောင်ကိုပြောပြတယ်။အရှင်ဒီကလေးကိုတောထဲမှာတွေ့ခဲ့ရပါဓမြတွေကသူ့ရွာကိုတိုက်ခိုက်ခဲ့ပုံရတယ်သူ့အမေကသူ့ကိုကယ်ဖို့ကြိုးစားရင်ပျောက်သွားတယ်တဲ့ဟုတ်လားသူ့မှာကြီးမားတဲ့ဒုက္ခတွေကြုံခဲ့ရတာပဲသူ့ရဲ့လက်ကောက်ဝစ်ကိုကြည့်ကျဲပြီးတော့တန်ပါတယ်ဗပဲဆရာတယောက်ရဲ့သားဖြစ်မယ်ထင်တယ်ဗပဲဆရာရဲ့သားစစ်သားဖြစ်လာတဲ့အခါရန်သူတွေကိုအကြီးကျယ်ဒုက္ခပေးနိုင်တယ်ဒီနေ့ကစပြီးဓာတ်ခုတ်တာမြင်းစီတာစတာတွေသင်ပေးမယ်ဒီလိုနဲ့အချိန်တွေကအကုန်လွန်သွားတယ်မကြခင်မှာပဲနှစ်ပေါင်း20ကုန်ဆုံးသွားခဲ့တယ်။မောင်တုဒနဲ့မတ်ချိုပြုံးတို့ဟာနေရာတီးတီးမှာနေထိုင်ရင်အရွယ်ရောက်လာကြပြီ။တနေ့မှာမောင်တုဒမင်းရဲကောင်စီရောက်လာပြီးတော့ပြောတယ်။အရှင်ကကျွန်တော်ကိုဖခင်လိုမွေးမြူခဲ့တယ်။စစ်တီတော်တယောက်ဖြစ်ဖို့အတတ်ပညာအလုံးသင်ပေးခဲ့တယ်။ငါရဲ့ကောင်းကြီးမင်္ဂလာမင်းနဲ့တူပါသွားပါစေသား။သွားပြီးဘရင်ရဲ့နန်းတော်မှာမင်းရဲ့တတိကိုပြသလိုက်ပါ။မင်းကိုသူ့ရဲ့စစ်တပ်မှာတေချာပေါက်ခန့်လိမ့်မယ်လို့ငါယုံကြည်ရဲ့။သွားပါသားဒီလိုပြောပြီးမောင်တုရဓားကိုယူကနန်းတော်စီထွက်သွားခဲ့တယ်တစ်ဖက်မှာနန်းတော်ထဲမှာမက်ချိုပြုံကသူ့မိတော်များတန်းနဲ့တူမိဖို့ကြောင့်မှထိုင်နေရဲ့အမေဒီနေ့နန်းတော်ပြင်ဘက်ကိုလမ်းလျှောက်ထွက်ခြင်းစိတ်ဖြစ်မိရဲ့မက်ချိုပြုံကနန်းတော်ကနေထွက်လာခဲ့တယ်ဒါကမေတော်ကြီးမွေးထားတဲ့မိဖို့ကြောင့်အဖွားကြီးသမီးပဲဒီစကားကိုကြားတော့မက်ချိုပြုံရဲ့မျက်နှာကညှို့ကျသွားတယ်အဲ့ဒီချိန်မှမထင်မဲ့ပဲမောင်တုဒရောက်လာတယ်မင်းတို့မိန်းကလေးတွေကိုဒီလိုပဲနှောက်ရှက်နေကြလားမောင်တုတရဲ့ပြက်သားရဲ့အတန်းနဲ့ဓာတ်ကိုမြင်တော့လူငယ်တွေလည်းလန့်သွားပြီးအဲ့ဒီကနေထွက်ပြေးသွားခဲ့တယ်ရှေ့တင်ငန်းစာကောင်ပေးလိုက်တာကောင်းနေကျမနန်းတော်ကိုသွားနေရပါဒါဆိုလာပါကျွန်တော်လိုက်ဖို့ပေးပါမယ်မေတော်ကြီးကမက်ချိုပြုံးကိုသူ့သမီးတို့သဘောထားတယ်မက်ချိုပြုံးနဲ့မောင်တုတတို့အတူတူနန်းတော်ကိုရောက်လာခဲ့တယ်မက်ချိုပြုံးကကိစ္စအလုံးကိုမေတော်ကြီးကိုပြောပြတယ်မင်းကရောက်ချင်းပထမဆုံးစစ်ဆေးမှုအောင်မြင်ခဲ့ပြီးငါဒီလိုစစ်တီတော်မျိုးကိုရှာနေရအဲ့ဒီအချိန်မှာအဖွားမြစ်တာနဲ့ဒေါ်မြတန်ရောက်လာတယ်မောင်တုဒကသူ့ကိုမြင်လိုက်တာနဲ့ဟာအမေကျွန်တော်အမေရဲ့သားမောင်တုဒပါအမေကိုမြင်တော့အားလုံးရှင်းသွားပြီအမေဒေါ်မြတန်ရဲ့မျက်လုံးတွေရလဲမျက်ရည်တွေစေးကြလာတယ်သူ့သားကိုပွေဖက်လိုက်တယ်ဈေးထဲမှာငါ့ကိုကောက်ွယ်ပေးတဲ့သူကတခြားသူမဟုတ်ဘူးငါရဲ့မွေးချင်းအကိုဖြစ်နေရအောင်ငါဖယ်သိပါမလဲမင်းရဲ့ဖေသားဒါကိုမြင်နိုင်ဘလောက်ပျော်လိုက်မလဲအမေကောင်းပါပြီနှစ်ပေါင်းများစွာကဝေဒနာတွေဟာဒီနေ့အမေရင်ခွင်နဲ့ညီမရဲ့အပြုံးမှာပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်မှာမေတော်ကြီးရဲ့သားဘယင်သီရိဓမ္မရောက်လာပြီးအကြောင်းစုံကိုသိသွားတော့တယ်ဒါမောင်တုတပါသားကြီးသူကတော်များတန်းရဲ့သားပါသူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကွဲကွာသွားခဲ့တာနှစ်ပေါင်းများစွာကြာပြီးနောက်မှာမင်းပျော်ရွှင်မှုရရှိခဲ့ပြီးတော့မင်းမက်ချိုပြုံးကိုကူညီခဲ့ပုံကမိန်းမတွေပေါ်မင်းရဲ့လေးစားမှုဘယ်လောက်ရှိလဲဆိုတာပြသနေတယ်။ဘာဖြစ်လို့လဲဆိုတော့မင်းသူ့ကိုကူညီတော့ကသူကမင်းရဲ့ညီမဆိုတာမင်းမသိခဲ့ပဲကူညီပေးခဲ့တယ်။ဒီစကားကိုကြားတော့မောင်တုဒပျော်ရွှင်သွားတယ်။မိဖုရားကြီးအမေမွေးနေ့အမတ်တရားအတွက်ကျွန်တော်အရန်ကျွမ်းကျင်တဲ့ပပဲဆရာစီကနေဒီဓာတ်ကိုပြုလုပ်ခဲ့ရပါ။ဒါဟာအရန်ခိုင်ပါပြီလှပရဲ့ဓာတ်တစ်ချောင်းပါ။အဲ့ဒီချိန်မှာမောင်တုဒဓာတ်ကိုမြင်လိုက်တယ်။ဓာတ်ပေါ်မှာသူ့အဖေရဲ့အခရာကိုရေးထားတာကိုမောင်တုဒတွေးလိုက်ရတယ်။မင်းကြီးဒီဓာတ်ကိုဘယ်ရွာကပပဲဆရာစီမှာတွန်းလုပ်ခဲ့ရလဲ။ရွာထဲကဦးတော်ပါဆိုတဲ့ပပဲဆရာစီရပါ။ဒီစကားကိုကြားတော့ဒေါ်မြတန်းရဲ့မျက်လုံးတွေနေရည်တွေစီးကြလာပြီးမောင်တုဒလည်းရှိုက်ကြီးတငယ်ငိုတော့တယ်။ဘာဖြစ်တာလဲ။မင်းတို့အားလုံးဘာလို့ငိုနေကြရလဲ။မင်းကြီး
အဲ့ဒီဘဲဆရာကျွန်တော်ရဲ့ဖခင်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရာရှိတယောက်ကဓမြတွေကျွန်တော်တို့ရွာကိုတိုက်ခိုက်တုန်းကဘဲဆရာတယောက်တည်ဆုံးသွားတယ်လို့ပြောခဲ့တယ်။အဲ့ဒါကျွန်တော်အဖေလို့ထင်ခဲ့တာပါ။ငါကိုယ်တိုင်အဲ့ဒီဘဲဆရာကိုနန်းတော်ကိုခေါ်ပြီးဂုဏ်ပြုကျင့်ခဲ့တာ။ဒါပေမဲ့အခုတော့ငါသူ့ကိုမခေါ်တော့ဘူး။ငါကိုယ်တိုင်သူ့စီသွားမယ်။မင်းတို့အားလုံးငါနဲ့တူလိုက်ခဲ့ကြ။ဘယင်ကတော်မြတန်းနဲ့မတ်ချိုပြုံးကိုခေါ်ပြီးဦးတော်ဘဘဲဆရာရဲ့ဆိုင်မှာရပ်နေခဲ့တယ်။ဦးတော်ဘကသူ့ဇနီးကိုမြင်လိုက်ရတော့မျက်လုံးတွေထဲမှာမျက်ရည်တွေနဲ့ပြောတယ်။ရုံမတော်မြတန်းရွာသားတွေငါတို့မင်းကိုရှာမတွေ့ဘူးလို့ပြောခဲ့ကြတယ်။ဒါပေမဲ့ငါစိတ်ကဘယ်တော့မှလက်မခံခဲ့ဘူး။ဖျားသခင်ကငါတို့မိသားစုကိုတေချာပေါက်ပြန်လေစုံစည်းပေးလိမ့်မယ်လို့ငါအမြဲယုံကြည်ခဲ့တယ်။ကြည်ပါဒါကျမတို့ရဲ့မောင်တူတာပါဒီနေ့မှပြန်တွေ့တာသူလည်းကျမနဲ့ကွဲကွာသွားခဲ့တာပြီးတော့ဟိုမှာရှင့်ရဲ့သမီးမတ်ချိုပြုံးမိသားစုတစ်ခုလုံးရှိုက်ကြီးတငင်ငိုကြတယ်။မေတော်ကြီးနဲ့ဘယင်တို့ရဲ့မျက်လုံးတွေမှာလည်းမျက်ရည်တွေစီးကြလာတယ်။အဲ့ဒီအချိန်မှာအသက်ကြီးနေပြီဖြစ်တဲ့ရွာလူကြီးလည်းရောက်လာတယ်။ကျွန်တော်ခွင့်လွှတ်ပါတော့ပါ။မင်းပြောတာမှန်ခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတစုံတယောက်ရဲ့မိသားစုပြန်လေစုံစည်းပူတာကိုကျွန်တော်ပထမဆုံးချိန်မြင်ပူတာပဲ။ဒါဟာမင်းရဲ့ရိုးသားမှုနဲ့ကောင်းမြတ်မှုရဲ့ရလဒ်ပါပဲ။ဘယင်ကဘဲဆရာကိုပတ်စံများကြီးပေးပြီးသူ့ရဲ့နိုင်ငံတော်ပပဲဆရာပွဲနဲ့ဂုဏ်ပြုခဲ့တယ်။မောင်တူတာဟာစစ်တေနာပတိဖြစ်လာပါတယ်။ပြီးတော့မတ်ချိုပြုံးရဲ့မင်္ဂလာပွဲကိုလည်းအင်ရှိမင်းသားနဲ့ခမ်းနားစွာကျင်းပခဲ့ကြတယ်။ဒီလိုနဲ့ပဲလူတိုင်းလှောင်ပြောင်ခဲ့တဲ့ပပဲဆရာရဲ့ကံကြမ္မာဟာအခုတော့နိုင်ငံကုံဆောင်ပပဲဆရာတူဖြစ်လာခဲ့ပါပြီ။